ကူလောက်တိချင်လို့ပါတဲ့တန်မုတ်တီကာတော့ရေကိုအချိန်တိုင်းရွတ်ပါတယ်ပေါ့နော်ဒါပေမဲ့တချို့ကကြတော့ကာလာတော့တကူအရန်ကြီးတော့တဲ့အမြဲတမ်းမရွတ်တင်ဘူးလို့ပြောနေကြတယ်ပေါ့နော်ဘယ်လိုလုပ်ရမလဲပြပေးပါလားရှင်အဲ့တော့ကျွန်တော်ဒီမှာဥစားပထမပြောချင်တာပေါ့နော်ဒီမြတ်စွာဘုရားဟောကြားခဲ့တဲ့မြတ်စွာဘုရားရဲ့ဒီတရားဒီတနာတော်တွေကျွန်တော်တို့ကပေါ့နော်ဂုဏ်တော်တွေကိုပေါ့နော်ပြီးအခုဒီမှာတန်မုတ်တီကာတော်တွေကိုရွတ်ပတ်လို့ပေါ့နော်ဒီအစိုးတွေကြုံလာရတဲ့လူကြီးဖြစ်ရှိရလို့တော့ကျွန်တော်ကတော့မမြင်ဘူးခင်ဗျဒါကျွန်တော်လေ့လာမှုအားနည်းရတယ်ဖြစ်ကောဖြစ်မယ်ဒါပေမဲ့ကျွန်တော်တကယ်မမြင်ဘူးတကယ်မကြားဘူးအထူးသဖြင့်တန်မိုဒီကာလာတော့ဆိုတာအန်နီယကင်းခါတော်တော်များများတိထားကြတန်မိုဒီကာလာတော့ဆိုတာကတော်တော်ကြီးကောင်းမွန်တဲ့ခါတော်တွေမှာဖြစ်တယ်ပေါ့နော်ဘာစုမှမတောင်းမဲနဲ့ကျွန်တော်တို့ကမြင်ရတဲ့အကျိုးတွေရောလက်တွေ့အကျိုးတွေရောပြီးတော့မမြင်ရတဲ့ဘက်ကနေရရှိတဲ့အကျိုးတရားတွေကတကယ်ကိုအင်မတန်မှအောင်များပြားတဲ့ဒီပေါ့နော်ဒီတန်မိုဒီကာလာတော့ဖြစ်တယ်ပေါ့လေနော်အဲ့တော့ကျွန်တော်တို့ရွတ်လေကောင်းနေလို့ကျွန်တော်တို့မြင်ပါတယ်ရွတ်တင်ပါတယ်ပေါ့နော်ဒီလိုချီဒီလိုကာလာတွေမှာရွတ်တင်ပါတယ်ဒီပေါ့နော်တန်မိုဒီကာလာတော့ကျွန်တော်လူတယောက်ပေါ့နော်လုံးဝဘာလို့ဘာကိုင်းမှမတည်ရဲ့လူတယောက်လမ်းပြောင်းနေတဲ့လူတယောက်ပေါ့နော်ပြီးရင်ကျွန်တော်ဘာလို့အဆင်မပြေတော့တဲ့လူတယောက်ဆိုရင်တန်မိုဒီကာလာတော့တရက်ကို1000နဲ့ပေါ့တလားလောက်ဒိထံဝင်နေဆိုရင်လေအဲ့လူတယောက်ကလုံးဝလက်လာပါရောစီးပွားရောငွေတွေရောပိတ်နေတဲ့ຢာပြန်မှပွင့်လာတာမျိုးတွေရှိတယ်ဗျဒါတန်မိုဒီဒါကိုတွေ့ကျွန်တော်ကြုံခဲ့ဘူးတာပေါ့တန်မိုဒီကာလာတော့ရဲ့အစွမ်းတကူတွေပေါ့လေနော်ဒါသူဘာမှမတောင်းတယ်မဲ့ရွတ်တာပေါ့နော်ရွတ်တယ်ဆိုတာကလေဗျအဲ့လိုစိတ်တက်ကြနေတဲ့ချိန်မှာပေါ့နော်ဒီတိုင်းပဲစိတ်တက်ကြပြီးမှကိုစိုက်ကိုဝင်နေတဲ့ခါစိုက်ကိုဝင်နေတာထက်ပေါ့နော်တမိုးတွေရွတ်နေတာပုံမှန်အကျိုးရှိရပြီးတော့စိတ်ကြက်ရနေတဲ့ခါမှာလူကအတွေးတွေကဝင်လာမကောင်းတဲ့အတွေးတွေနေမှာတမိုးတွေရွတ်နေတာအကျိုးရှိပါတယ်ဆိုတဲ့စိတ်နဲ့ပဲပွားကြည့်ပါတကယ်ကိုမိတ်ဆွေတို့ပေါ့နော်အကျိုးတရားအင်မတန်မှများပြားလုံးနေပေါ့နော်အဲ့တော့ပြဆိုကျွန်တော်ခုနပြောတယ်မျိုးဖျားဟောတရားတွေပြိပဋ္ဌာန်းတွေဒီတမိုးတွေရွတ်လို့စိုးရတယ်ဆိုတာမျိုးတော့မရှိပါဘူးခင်ဗျအဲ့လိုမျိုးပေါ့နော်အဲ့တော့ရွတ်လို့ရပါတယ်ပြီးတော့တကူကြီးရတော့ဟုတ်ပါတယ်ခင်ဗျတမိုးတွေအမြဲတမ်းရွတ်နေထုံနေတဲ့လူတယောက်ကပေါ့နော်ဒီနှုတ်ကနေမှနှုတ်ထွက်ကြမ်းလို့မရအောင်နှုတ်ထွက်ကြမ်းတဲ့ခါမှာနှုတ်ကအရန်စီးလာတတ်တယ်နှုတ်ရန်စီးတဲ့ခါမှာဒီမြတ်တော်ထိခိုက်တာမျိုးတွေဖြစ်တတ်တယ်ပေါ့လေအဲ့ဒါမျိုးတော့တတိထားရတာပေါ့လေနော်အဲ့တော့တမိုးဒီခါတော့ရွတ်တဲ့ခါမှာနှုတ်ကနေမှမကောင်းတာမပြောရဘူးသူတပောက်ထိခိုက်နေတာစီမဲ့ຢာတွေသူတပောက်စားတဲ့နောက်တဲ့သဘောနေတာမှာဒီမြောက်ထိခိုက်နေတာအောင်စားတဲ့ပြအဲ့လိုမျိုးမပြောရဘူးနှုတ်ရန်စီးလို့ပါခင်ဗျအဲ့ဒါကြီးတခုတော့တတိတော့ထားပေးပေါ့နော်အဲ့တော့တမိုးဒီကတော့ရွတ်လို့ရပါတယ်အများကြီးလဲကျွန်တော်တို့အကျိုးကျေးဇူးတွေလည်းအများကြီးရှိပါကျွန်တော်တို့ဆိုလည်းရင်တော့ဒိတ်ထန်နေဝင်ခဲ့တာပေါ့နော်တရက်ကို1000လုံးနဲ့ဘလောက်ဆိုမှရက်ပေါင်းဘလောက်ဆိုဝင်ခဲ့တာမျိုးတွေအများကြီးကြုံခဲ့တာပေါ့နော်အဲ့တော့ရွတ်ပါအားပေးပါတယ်ခင်ဗျမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကာလာတွေပြေပဋ္ဌာန်းတွေယူလို့ကျွန်တော်တို့အကျိုးတရားတွေပဲရမယ်ကောင်းတဲ့အကျိုးတရားတွေပေါ့လေနော်တခုတော့ရှိတာပေါ့ဒီမြတ်စွာဘုရားရဲ့ဘုရားတော်တရားတွေလည်းမဟုတ်ဘဲနဲ့တခြားတော့ဒီကာလာတွေပေါ့နော်ကာလာတွေကိုရွတ်မယ်ဆိုရင်တော့တချို့ကာလာတွေမှာတော့ကာလာကိုရွတ်မယ်ဆိုတော့ဥပမာတချို့ပေါ့ပီယာကာလာရွတ်တယ်ပီယာကာလာရွတ်တဲ့ချိန်မှာပီယာတော့ပွင့်လာပါရဲ့ကျွန်တော်လက်လာပါပိတ်သွားတဲ့ကာလာတွေရှိတယ်အဲ့ဒါမျိုးတွေဆိုရင်တော့ကျွန်တော်တို့ကမရွတ်ဒီတခြားလေးပေါ့နော်ရွတ်ခိုင်းတဲ့ဆရာကိုတခြားလေးပြန်မေးတင်တာပေါ့နော်ဒီကာလာကကောင်းကျိုးပါလေသူကစူကျိုးရောရှိနိုင်လားတခြားလေးမေးမှရွတ်ပေါ့လေနော်အကောင်းဆုံးကတော့ကျွန်တော်တို့မြတ်စွာဘုရားရဲ့ဘုရားဟောတရားတွေများနာပါရွတ်ဖတ်ပူဇော်ပါအဲ့ဒါအကောင်းဆုံးပဲပြီးကျွန်တော်တို့ပေါ့နော်ဒီတရဏဂုံရွတ်ဘဲခါတာဘဲကုံတော့ဘလောက်ဆွမ်းကျွန်တော်တရဏဂုံကအချုပ်ပဲတရဏဂုံကိုရွတ်ဖတ်ပူဇော်ပါဒါအကောင်းဆုံးပဲပေါ့နော်ဒီတမိုးဒီဘကားလာကြီးလည်းရွတ်ဘုရားကုံတော်ကိုပါလည်းရွတ်အကောင်းဆုံးပေါ့နော်အကောင်းတကအကောင်းဆုံးနေပါပဲဗျာအဲ့တော့ကျွန်တော်ကရွတ်ဖို့တိုက်တွန်းပါတယ်ဗျ